ကို upgrade ဖြစ်အောင်လုပ်ချင်တယ်ပေါ့နော်ဒီထက်ပိုအောင်မြင်ချင်တယ်ဒီထက်ပို management level သွားချင်တယ်ပြီးရင်ဒီထက်ကိုယ့်ရဲ့မိသားစုကိုပြီးကောင်းကောင်းမွန်မွန်ထားချင်တယ်ပေါ့အဲကျွန်မအိမ်မက်ပါကိုပိုင်အလုပ်တစ်ခုနဲ့တည်တည်ငြိမ်ဖြစ်ပြီးတော့မိသားစုကအားကိုးရတဲ့လူတစ်ယောက်အဖြစ်ပေါ့နော်ယက်တည်ချင်ပါရဲ့အဲ့ဒါတော့ညီမအိမ်မက်ပါအဲ့တော့ဒီအလုပ်ကနေရတဲ့အင်ကန်လေးတွေစုပြီးတော့ကျွန်တော်ဖြစ်ချင်တဲ့ Biker Life လေးဖြစ်အောင်လို့အကောင်းဆုံးဖြစ်အောင်ပတ်သက်စုပြီးတော့ကြိုးစားနေပါတယ်ဒီနေ့အတွင်းမှာလူတိုင်းမမြင်ခဲ့ရတဲ့ရုံးခတ်မှုတွေရှိခဲ့တယ်အလုပ်တွေရောဗီသားစုတွေရောအခက်အခဲတွေချုံမပြပြနဲ့ကြော်ဖြတ်ခဲ့ရတွေရှိခဲ့တယ်အဲ့ဒီအတွက်ကြောင့်ကိုယုံကြည်တယ်ပြီးတော့ကိုဂုဏ်ယူမိတယ်ဟုတ်ကိုပြီးတော့ယုံကြည်မှုရှိလာတယ်ကိုလုံးနေတဲ့ဝါဒနာပြင်ပေါ့နော်ကိုရဲ့ business တစ်ခုတေးပေါ့နော်ကိုကလုံးနိုင်ရအောင်လဲကိုယူပါတယ်ကျွန်တော်ခုလုပ်နေတဲ့ career မှာပို့ပြီးတော့တိုးတက်လာရဆိုတော့မြင်ပါတယ်။ရင်ကကျွန်တော်တို့ခက်ခဲနေတဲ့စားဆိုင်ကိစ္စတွေငွေရေးကိစ္စတွေကိုခုချိန်မှာဆိုရင်ကျွန်တော်အကောင်းဆုံးတာဝန်ယူဆောင်ရွက်နေနိုင်ပါပြီလို့ကိုပို့ချစ်ပြီးတော့သူများတွေကိုပဲမကြည့်ပေးဘဲနဲ့ကိုအတွက်လည်းကိုပြန်ကြည့်ပေးပါကိုအတွက်ကိုပို့ပြီးအချိန်ပေးပါလိုချင်တဲ့ကိုပိုင်အလုပ်တစ်ခုလည်းအမြဲဆုံးရပါစေလို့ကိုလက်ရှိရောက်နေတဲ့နေရာကနေပြီးတော့ရက်မနေပဲနဲ့ပေါ့နော်စူးစမ်းရမယ်စူးစမ်းတင်ခြင်းတွေရှိရမယ်ပေါ့နော်ကိုတိုင်းလည်းဒီဟာစူးစမ်းဖို့အတွက်အများကြီးလိုအပ်သေးရပေါ့နော်အဲ့ဒါလည်းအများကြီးလေးထပ်စူးစမ်းပါပါကိုပဲကြည့်ပြီးရှေ့ဆက်စူးစမ်းဖို့ကိုပြောချင်တယ်ပေါ့တခြားလူတွေနဲ့ compare လုပ်ရင်ခြားသူအောင်မြင်တာကြည့်ပြီးကိုလည်းစိတ်သက်ကြရမျိုးတွေရှိရဲအဲ့မျိုးအတွက်အရင်သူများနဲ့ compare မလုပ်ဖို့ပေါ့ရလာတဲ့ဝင်ငွေတွေကိုသုံးပြီးမှပို့တော်စုတာတဲ့မသုံးခင်စုတဲ့လေးချင်းလေးကိုလှုပ်ထားရင်တော့ပိုကောင်းမယ်လို့ထင်ပါတယ်ပတ်စံသုံးရတာတွေ့လို့ရှားလည်းခတ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တမာစီကကြာနဲ့ရတဲ့ဘေးပတ်စံမျိုးဆိုကျွန်တော်လေးလေးမရှိဘဲနဲ့စနစ်တကျလေးလုံးဆွဲစေချင်ပါတယ်အဓိကပြောချင်တာကတော့ကိုယ့်ရဲ့လာစားမှန်သမျှကို financial habit အနေနဲ့စုတောင်းပါကိုယ့်ရဲ့ emergency အနေနဲ့သုံးလာရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ financial နဲ့ကိုယ့်ကိုရပ်တည်နိုင်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်အားကြောင့်မလို့ကိုယ့်ရဲ့ salary တွေကိုယ့်လာစားတွေကိုပိုင်းခွဲပြီးတော့စုထားတင်လို့ပြင်ပါတယ်ကျွန်တော်တို့မမြင်နိုင်တဲ့ဆုံးရှုံးမှုတစ်ခုခုဖြစ်လာတဲ့အခါပေါ့နော်အဲ့ဒီအမငန်ထိုင်းရနေတစင်အဲ့ဒီဆုံးရှုံးမှုကိုလုံးလုံးမဟုတ်ရင်တောင်တသိတစ်ပိုင်းတော့ဖြစ်ပေါ့နော်အထောက်အကူဖြစ်စေတယ်လို့မြင်ပါတယ် insurance ဆိုတာလူငယ်တွေအတွက်လိုအပ်ပါတယ်။စီးုံစီကံရုတ်တရက်သွားတဲ့အခါမျိုးမှာကိုယ့်လက်ထဲမှာပတ်စံမရှိလို့ရှိရင်ကြတော့ဒီ insurance ထားတဲ့အခါဆိုလို့ရှိရင်ကိုယ့်တို့ပို့ပြီးအထောက်အကူပြုရပါတော့။မိသားစုအတွက်လည်းအထောက်အကူဖြစ်ပါတယ် insurance ထားတဲ့အားကြောင့်လိုအပ်တယ်လို့ထင်ပါတယ်။ continuous learning ပေါ့နော်မြန်မနာဆက်လက်ပြီးတော့သင်ကြားနေဖို့လိုပါတယ်ကိုတက်ကြမ်းထားတဲ့ပင်ကို skill တွေပြင်ကိုနောက်ထပ်အသစ်တွေကိုလည်းနေ့စဉ်အဆင်မပြတ်လေ့လာနေဖို့လည်းလိုတယ်လို့ပြောချင်ပါတယ်ချိန်ကိုတပိုးထားရမယ်လုပ်ငန်းဝင်ထဲမှာဆိုရင်လည်းတင်းဝရှိရှိလောက်ကန်နေရမယ်ပြီးတော့ကိုမသိရဲ့ဘယ်ရအောင်မဆိုမေးဖို့မကြောက်ပါနဲ့နော်မှားတယ်ဆိုရင်လည်းမကြောက်ပါနဲ့အဲ့ဒီအမှားတွေကတကယ်တော့သင်ခန်းစာဖြစ်နေပြန်လည်ပြီးတော့ကျွန်တော်သုံးချလို့ရပါတယ်လို့ပြောချင်ပါတယ်ကိုယ်တိုင်လက်ရှိရှိနေတဲ့အချိန်မှာချိန်မဖြုံးတဲ့အရာလေးတွေဂိမ်းဆော့တာတို့ပြီးလို့ရှိရင်အပေါ်ပါသွားတာတို့ဘာတို့ class တို့သွားတဲ့အရာလေးရှော့ပြီးတော့ကိုဘွားတလန်တက်ကြိုးစားတင်ရမယ်ပေါ့နော်အလုံးမှာ pressure နည်းနည်းများရတယ်ငါဒီလိုကြည့်တမ်းမခံနိုင်တော့ဘူးဆိုပြီးတော့ခဏလေးနဲ့ပေါ့နော်အဲ့လိုမပြောင်းပါနဲ့လို့ career ကိုမချိန်လိုက်ပါနဲ့လို့အချိန်တစ်ခုလေးပြီးတော့စူးစမ်းလို့ရှိရင်ပေါ့နော်အလုပ်တွေကအဆင်ပြေသွားပါလိမ့်မယ်ဒါတော့အစစချင်းဆိုရင်တော့လူတိုင်းခက်ခဲကြရပြီပေါ့နော်အဲ့တော့စူးစမ်းပါလို့ကျွန်တော်ဒီကိုလုပ်တဲ့အလုပ်ပေါ်မှာပေါ့နော်ပို့ပြီးတော့တာဝန်ယူတတ်ဖို့ရယ်ပြီးတော့နောက်တစ်ခုကကျတော့အချိန်မီပြီးစီဖို့ရယ်ပေါ့တင်းဝရှိရှိနဲ့လောက်ကန်နိုင်ဖို့ရယ်ပြီးတော့တင်းဝတစ်ခုရဲ့ရေးပါမှာဘယ်လောက်ထိရေးချီလဲဆိုတာကိုကျွန်တော်ပို့ပြီးသိလာရပါတော့။ teamwork and empathy ပေါ့နော်။တင်းဖွဲ့စိတ်ဓာတ်နဲ့စာနာနားလည်မှုပဲဖြစ်ပါတယ်။တယောက်တည်းသွားရင်ဒီတွေကမြင်မြန်ရောက်နိုင်ပေမဲ့အဝေးကြီးကိုရောက်ချင်ရင်တော့တင်းတင်းစိတ်ဓာတ်နဲ့စာနာနားလည်မှုရှိမှအဝေးကြီးကိုရောက်မယ်လို့ကျွန်တော်သင်ယူခဲ့ရပါတယ်ဟုတ်